ငါမြို့တစ်ပတ်ပတ်ပြီးသွားပြီချောကလက်မစားရတဲ့ အခုတလော line မှာကစားနေတဲ့ AI နဲ့မြန်မာစကားပြောဗီဒီယိုတွေကိုဘယ်လိုမျိုးလုပ်ရလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ် အောင်မတွေတများလာကျွေးတာကိုစောင့်မနေကြနဲ့ငါလိုဝယ်စားကြပါ ကျမကတော့ Chrome နဲ့ Opera ဆိုတဲ့ software ကိုသုံးပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံး Chrome browser ကိုဝင်လိုက်ပါ Chrome browser ကိုဝင်ပြီးလို့ရှိရင် business terminal ဆိုပြီးတော့ရိုက်ချလိုက်ပါရိုက်ချပြီးလို့ရှိရင်အမှကျမမျှပြလာတဲ့ website တွေကိုဝင်သွားလိုက်ပါအဲ့ဒီမှာ email တစ်ခုတောင်းပါလိမ့်မယ်ကိုချီက email အစစ်နဲ့လည်းသုံးလို့ရတယ်လို့တက်မေးသုံးပြီးတော့လည်းဖွင့်လို့ရပါတယ်ကျမကတော့တက်မေးသုံးပြီးတော့ဖွင့်ပြမှာဖြစ်ပါတယ် Opera ဆိုတဲ့ software တွေကိုဝင်သွားလိုက်ပါဝင်ပြီးလို့ရှိရင်တက်မေးဆိုပြီးတော့ရိုက်ထည့်လိုက်ပါပြီးရင်ကျမမျှပြရတဲ့ website တွေကိုဝင်သွားလိုက်ပါအဲ့ဒီမှာ your temporary email address ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့ဒီမှာခဏစောင့်လိုက်ပါအဲ့ဒီမှာကျမမျှပြရတဲ့ email အောက်မှာ copy ဆိုတဲ့အစိမ်းရောင်ဟာလေးကိုနှိပ်လိုက်ပါ copy ကူးပြီးတော့ခုနက Chrome နဲ့ကအဲဒီ email တောင်းတဲ့နေရာလေးကိုတွားလိုက်ပြီးတော့အဲဒီနေရာမှာ email ကိုထည့်ပေးလိုက်ပါအမှာကုတ်6လုံးတောင်းပါလိမ့်မယ်ကုတ်6လုံးကိုယူကြလို့ရှိရင်ခုနကတက်မေးတဲ့ကအဲဒီ email ပေါ်ဆွဲတင်လိုက်ပါအဲ့ဒီမှာ email တစ်စောင်းဝင်လာပါလိမ့်မယ်အဲ့ဒီ email ကိုနှိပ်လိုက်လို့ရှိရင် YUGASN ဆိုတဲ့ကုတ်6လုံးကို copy ယူလိုက်ပါခုနကကုတ်6လုံးတောင်းတဲ့နေရာမှာ paste လုပ်ပြီးတော့ချပေးလိုက်ပါပြီးတော့ verify ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါအဲ့ဒီမှာ sign in to Gmail Enterprise ဆိုတဲ့ဟာလေးကိုရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့ဒီမှာ full name ဆိုတဲ့နေရာမှာကိုထည့်ချင်တဲ့နာမည်တစ်ခုကိုထည့်ပေးလိုက်ပါပြီးလို့ရှိရင်အမှန်လေးချစ်ပြီးတော့ agree and get started ဆိုပြီးဟာလေးကိုနှိပ်ပေးလိုက်လို့ရှိရင် sign in ဝင်သွားပါလိမ့်မယ်အဲ့ဒီမှာဗီဒီယိုထုတ်လို့ရတဲ့နေရာလေးကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့ဒီမှာကျွန်မမျှပြရတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင် create video with video 3ဆိုပြီးတော့ video ဆိုပြီးတော့ပေါ်လာလိမ့်မယ်ဖြစ်ပါတယ်အဲ့ဒီမှာကိုထည့်ချင်တဲ့မြန်မာစာသားကိုထည့်ပြီးတော့generate လုပ်ခံလို့ရပါပြီကိုကမြန်မာစကားနဲ့ပြောချင်တယ်ဆိုလို့ရှိရင် open embedded comma close embedded comma ထဲမှာကိုထည့်ချင်တဲ့မြန်မာစကားလုံးတွေကိုထည့်ပြီးတော့အသုံးပြုလို့ရပါတယ်အမှခဏစောင့်လိုက်လို့ရှိရင်ခုနကထုတ်ခိုင်းတဲ့ဗီဒီယိုရလိုက်ပဲဖြစ်ပါတယ်ဗီဒီယိုကတော့ဖွင့်မပြတော့ပါဘူးเนาะအဲ့ဗီဒီယိုကို download လုပ်ချင်လို့ရှိရင်ညာဘက်ပေါ်တောင်းနေတာမှာ download ပတ်တန်လေးပေါ်လာပါလိမ့်မယ်ပြီးအဲ့အရာလေးကိုနှိပ်လိုက်လို့ရှိရင် yes download ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင် download ဆွဲပြီးသွားမှာဖြစ်ပါတယ်အစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်